ဆက်ကဆေးလွှတ်လိုက်တဲ့ဘုံဆိုးနေရဟာသူတို့ရဲ့မွေနဲ့ကောင်ဝဲစီးပြီးဟော်ရက်စ်တို့နောက်ကိုလိုက်လာပါတယ်။တခုလေးဘက်ကိုနက်ဖျားဟော်ရက်စ်ကပွေးချပြီးထွက်ပြေးနေရတယ်လို့မလွတ်တော့ကြောက်ဆောင်တွေကြားကိုခုန်ဆင်းပြီးပုံနေရပါတယ်။တစ်ချိန်ကအီဂျစ်ဟာတက်ရှိတွေအားလုံးရဲ့မူဖိုးရန်နေရတခုဖြစ်ခဲ့ပါတယ်။နက်ဖျားတွေကလူသားတွေကိုအုပ်ချုပ်ခဲ့ကြပြီးလူသားတွေထက်အရက်ပူရှိကြပါတယ်။သူတို့ရဲ့သွေးကြောထဲမှာသူ့ရဲ့အစာရွှေရီစီးစင်းနေခဲ့ပါတယ်။အီဂျစ်ကိုရှစ်သက်မှုနက်ဖျားဦးဆိုင်တွေကအုပ်ချုပ်ခဲ့ပြီးပြည်သူတွေရဲ့ချစ်ခင်ခြင်းကိုရရှိခဲ့ပါတယ်။သူ့ရဲ့ညီဆက်ကတော့အဝိကကဏ္ဍရကိုအုပ်စိုးခဲ့ပြီးအင်အားနဲ့ခါသီးမှုတွေကိုရှာဖွေခဲ့ပါတယ်။တရက်တော့ဦးဆိုင်ရဲ့ကသူ့ရဲ့သားတော်ဟော်ရက်စ်ကိုဘရင်အဖြစ်တင်မြှောက်ဖို့ရွေးချယ်ခဲ့ပါတယ်။အီဂျစ်ပြည်ကဘတ်ဆိုတဲ့ကောင်လေးကတော့နက်ဖျားတွေကိုမယုံကြည်ပဲစွန့်စားမှုကိုကြိုက်နေတဲ့တခုလေးတယောက်ဖြစ်ပါတယ်။သူ့ရဲ့ချစ်သူဇာယာကတော့သူမလိုရှိတဲ့ဆန္ဒတွေကိုနက်ဖျားတွေစီတောင်းဆိုပြုတဲ့သူတယောက်ဖြစ်ပါတယ်။ဟော်ရက်စ်ရဲ့နန်းတက်ပွဲကိုလူသားတွေအပြင်နက်ဖျားတွေလည်းတက်ရောက်ကြပါတယ်။အချစ်နက်ဖျားမဟာသာကာကွယ်မှုနက်ဖျားမနိဖက်ညံမျိုးမြင့်နှစ်သားသူတို့အပြင်အခြားသောနက်ဖျားတွေကလည်းဟော်ရက်စ်ကိုအီဂျစ်ပြည်ရဲ့ဘရင်အဖြစ်ထောက်ခံကြပါတယ်။ဒါပေမဲ့သူ့ကိုမထောက်ခံသူတယောက်ရှိပါတယ်။သူကဟော်ရက်စ်ရဲ့ဦးလေးတော်ဆက်သူဆက်ဖြစ်ပါတယ်။သူနတ်တက်မင်းနေမှာခဏရတော်တွေကနေအပြေးနှံလာပြီးလက်ဆောင်အဖြစ်အမဲလိုက်ကြိုကိုပေးပါတယ်။ဟော်ရက်စ်လည်းဝမ်းသာစာနဲ့ဂျိုကိုမှုတ်လိုက်တော့ဆက်ရဲ့စစ်တဲ့ရောက်လာပါတယ်။ဆက်ကထင်းနှလူဖို့လာခဲ့တာဖြစ်ပြီးဦးဆိုင်ရီကိုတက်ခါဟော်ရက်စ်နဲ့တူးချင်းဖိုက်ပါတယ်။ဟော်ရက်စ်ကအမြင်အာရုံအစွမ်းရှိပြီးအဝေးကြီးကအရာကိုရှင်းလင်းစွာမြင်နိုင်ပါတယ်။ဆက်ကဟော်ရက်စ်နဲ့ရင်ဆိုင်မှုသူ့ရဲ့စစ်သည်တွေရဲ့တိုင်းမှာမှန်တွေကိုတက်ဆင်ထားပါတယ်။ဒါကြောင့်ဟော်ရက်စ်ဟာသူ့ရဲ့အစွမ်းကိုအသုံးမချနိုင်တော့ပဲအရေးနိုင်ခဲ့ပြီးဆက်ရဲ့မျက်လုံးနှုတ်တာခံခဲ့ရပါတယ်။ဆက်ကဟော်ရက်စ်ကိုတတ်ဖို့လုပ်တော့အချစ်နက်ဖျားမဟာတာကတားပြီးဟော်ရက်စ်ရဲ့အသက်ကိုချမ်းသာခွင့်ပေးဖို့အညံ့ခံလိုက်ပါတယ်။ပြည်သူတွေလည်းရုပ်ရုပ်သေးသေးဖြစ်ခါဘန်နဲ့ဆာယာလည်းလူစုခွဲသွားပါတယ်။ဆက်ဘရင်ဖြစ်ပြီးတဲ့နောက်ဟော်ရက်စ်ဟာမြက်ကန်းအဖြစ်နည်းနည်းတန်ပြီးခံရပြီးလူတွေဟာလည်းကျဉ်ပြုခံခဲ့ရပါတယ်။နောက်ဘဝကူကောင်းမှုအတွက်ရွှေတွေနဲ့ပြီးဝေကြရပြီးဆက်ကလည်းသူ့ကိုတော်လန်တဲ့နက်ဖျားတွေကိုလိုက်လံရှင်းထုတ်တတ်ပါတယ်။ဇာယာကဘီသူကမြညာရှိတယောက်ထံမှအကျွင့်အဖြစ်နေရပြီးဘက်ကဇာယာကိုသူ့တခင်မမြင်အောင်ခိုးဝင်တွေ့ပါတယ်။ဘက်အနေနဲ့ဇာယာနဲ့နှစ်ယောက်အတူထွက်ပြေးဖို့လုံနိုင်စွမ်းရှိပေမဲ့ဇာယာကတော့သူမရဲ့မိတ်ဆွေတွေမိသားစုတွေနဲ့အီဂျစ်ပြည်တစ်ခုလုံးကိုဆက်စီကခွင့်ယူပေးဖို့တောင်းဆိုပါတယ်။ဆက်ကိုရင်ဆိုင်ဖို့ရာဟော်ရက်စ်အတွက်သူ့ရဲ့မျက်လုံးရှိဖို့လိုအပ်ပါတယ်။ဒါကြောင့်ဆက်ရဲ့စစ်တပ်ကစပွဲကနေလူယူလို့ရလာတဲ့ပစ္စည်းတွေနဲ့ပြန်လာတဲ့နေ့မှာယတနာတိုက်ထဲကိုဝင်ပြီးဟော်ရက်စ်ရဲ့မျက်လုံးကိုခိုးဖို့ပြောပါတယ်။ဇာယာရဲ့သခင်ကယတနာတိုက်ကိုစောက်ခဲ့တဲ့ဘိတုကမြညာရှိဖြစ်တာမို့ယတနာတိုက်ရဲ့မြေပုံကိုရှာပြီးဘက်ကိုပြပါတယ်။ညရောက်တော့ဘက်လည်းယတနာလေးတဲ့ခိုးဝင်ပြီးတိုက်ထဲကိုဝင်ပါတယ်။တရားသုံးစုံကိုဖျက်ရမှာဖြစ်ပြီးပထမတရားကအရေးကြတာနဲ့တန်ချွန်နေထွက်လာပြီးနေရာလက်မကျန်အောင်စိုက်ဝင်မှာပါ။ဒီတော့ဘက်ကမိတော့ကိုကောင်းမော်တင်ကဖျက်ခဲ့ရပါတယ်။ဒုတိယတရားကတော့စဝိုင်းပုံဟာခလုတ်ဖြစ်ပြီးရှောင်ကွင်းသွားရမှာဖြစ်ပါတယ်။ဘက်လည်းရှောင်သွားခဲ့ပေမဲ့ခလုတ်ကအသက်ဝင်လာကရုပ်တုတွေလည်းလှုပ်ရှားလာပါတယ်။ဘက်ကဓာတ်တွေမထိအောင်မနှဲလျှောက်တိတ်နေရပြီးလွတ်မြောက်သွားခဲ့ပါတယ်။တတိယတရားမှာတော့မြေပုံမှာဘာမှမရေးထားတာကြောင့်စူးစားကျင်တဲ့ဘက်ကအပြေးသွားကတစ်ဖက်ကမျက်လုံးကိုရယူနိုင်ခဲ့ပါတယ်။အောက်ကိုကျသွားတော့စကော်ပီယန်နေနဲ့တွေ့ပေမဲ့မျက်လုံးအလင်းရောင်နဲ့ကာကွယ်နိုင်ခဲ့ပါတယ်။ဇာယာစီရောက်တော့ဘိတုကပညာရှင်ကဘက်နဲ့ခိုးတွေ့နေတာကိုသိသွားပြီးရတနာတိုက်ထဲကခိုးလာတဲ့ပစ္စည်းကိုတောင်းပါတယ်။ဒီတော့ဘက်လည်းရွှေရုပ်တစ်ခုကိုပေးလိုက်ပါတယ်။အဆောင်တွေကိုပညာရှင်ကဘတ်တို့ကိုခွေးစားကြည့်ဖို့ပြောတော့ဘတ်ဟာမျက်လုံးကိုထုတ်ပြကထွက်ပြေးပါတယ်။လွတ်မြောက်ပြီးအထင်နဲ့ပျော်ရွှင်နေခဲ့ပေမဲ့ပညာရှင်ပြစ်လိုက်တဲ့မြားကဇာယာကိုမှန်သွားခဲ့ပါတယ်။ဇာယာအသက်ပြန်ရှင်မှုဟော်ရက်စ်တီသွားပြီးမျက်လုံးနဲ့အလဲအလဲလုပ်ပါတယ်။ဟော်ရက်စ်ကအနုဘစ်ကိုဆင့်ခေါ်လိုက်ပြီးတီချင်းကနေဘွားသစ်စီလမ်းညွှန်ပေးဖို့ပြောလိုက်ပါတယ်။ဒီတော့အနုဘစ်လည်းဇာယာကိုခေါ်ကပြက်ကွယ်သွားပါတယ်။ဟော်ရက်စ်ကဘက်စီကမျက်လုံးကိုတက်လိုက်ပြီးနောက်တစ်ဖက်ကိုတောင်းတော့ဘက်ကပီရမစ်ထဲမှာရှိကြောင်းပြန်ပြောပါတယ်။ပီရမစ်ထဲကိုခိုးဝင်ဖို့လမ်းကိုတီးကြောင်းနဲ့ဇာယာကိုတီချင်းကနေပြန်ခေါ်ပေးဖို့တောင်းဆိုပါတယ်။ဟော်ရက်စ်ကဇာယာဂေတကာကိုကူကိုဖျက်နေစမှာမျက်လုံးကိုရအောင်ယူပြီးစက်နဲ့ရင်ဆိုင်ဖို့နဲ့ဇာယာကိုနောက်ဆုံးတကားမဖျက်ခင်မှာပြန်ခေါ်ဖို့အစီအစဉ်ကြပါတယ်။မျက်လုံးခိုးသွားခင်ရတဲ့ဆက်ကအကြောင်းစုံတည်သွားပြီးဇာယာရဲ့လက်ဆွဲလေးကိုဖျက်ယူလိုက်ပါတယ်။တစ်ဖက်မှာလည်းဟော်ရက်စ်တို့ဟာသူ့ရဲ့အဖိုးစီသွားကနဲ့ရည်စင်သွားတောင်းပါတယ်။သူ့ရဲ့အဖိုးကကောင်းကင်ရဲ့လှေတစင်းပေါ်မှာနေပြီးအမောင်နဲ့ကထွက်လာတဲ့အပူဖြစ်ကိုတိုက်ခိုက်နေရသူဖြစ်ပါတယ်။အဖိုးရဲ့ခွင့်ပြုချက်နဲ့ရည်စင်ကိုယူပြီးဆက်အင်အားနေသွားအောင်ခန္ဓာရမီကိုငိမ့်မှုကြံရွယ်ထားတာဖြစ်ပါတယ်။ဆက်လည်းတစ်ချိန်ကသူ့ရဲ့မိဖုရားဖြစ်ခဲ့မှုတဲ့နီးဖေးစီသွားပြီးသူမရဲ့တောင်ပန်တွေကိုဖျက်ယူလိုက်ပါတယ်။ဟော်ရက်စ်တို့ကအဖိုးစီကပြန်လာတဲ့လမ်းမှာစိတ်ကောင်းတို့နဲ့တွေ့ပြီးတိုက်ခိုက်ကြရပါတယ်။စိတ်ကောင်းဆောင်ကလွဲလို့အားလုံးကိုတက်ပြစ်နိုင်ခဲ့ပေမဲ့ကြောက်တုံးနဲ့ပြစ်ချခံရပြီးရေထဲကိုကျသွားခဲ့ပါတယ်။ဟော်ရက်စ်တို့ကအမျော်မြင်တဲ့ဖျားစီသွားနေစဉ်
စိတ်ကောင်းဆောင်ကဆက်တည်သွားပြီးအစီရင်ခံနေပါတယ်အရေးနှိမ့်လာခဲ့တဲ့စိတ်ကောင်းဆောင်ကိုဆက်ကတက်ပြစ်လိုက်ပြီးဟော်ရက်စတိုကိုလိုက်တက်ဖို့မွေမုံဆိုး2ယောက်ကိုတာဝန်ပေးလိုက်ပါတယ်ဆက်တည်မှာအချင်းချနေတဲ့ဟာတာကဟော်ရက်ကိုအစွမ်းနဲ့ကြည့်နေစဉ်ဆက်တယောက်လာကဟော်ရက်ရှိတဲ့စီကိုတည်သွားပါတယ်ဟာတာကဆက်နဲ့စကားအခြေတင်ပြောပြီးသူမရဲ့လက်ကောက်ကိုချစ်လိုက်တော့အမောင်လောကသားတွေကဆွဲခေါ်သွားပါတယ်ဟော်ရက်တို့ခဏနားနေတဲ့နေရာစီမွေမုံဆိုးတို့ရောက်လာပြီးလိုက်တက်ပါတယ်ဟော်ရက်တို့ဟာကြောက်ဆောင်ကြတဲ့ပုံနေခဲ့ပေမဲ့ကြာပုံးလို့မရတဲ့အတွက်ဘက်ကမြားခေါ်ပြီးဟော်ရစ်ကမွေတွေနဲ့ရင်ဆိုင်ပါတယ်။မွေဖြူရဲ့နောက်ကျောပေါ်ကနေခိုးတက်ပြီးမုံစုကိုကျွန်းတဲ့ချီကအထိမ့်မဲ့အောင်လို့တော့ကြောက်ထဲကိုကျသွားပါတယ်။မွေနဲ့ရင်ဆိုင်ချိန်မှာတော့ဟာတာရောက်လာပြီးသူမရဲ့အစွမ်းနဲ့မွေကိုထိန်းချုပ်ကကွာကိုလက်ဆရှင်းခိုင်းလိုက်ပါတယ်။ဟာတာကပီရမစ်ထဲကိုဝင်နိုင်ခဲ့ရင်လည်းစပင်မေးတဲ့ဘေးလီကိုဖြေနိုင်မှရမှာဖြစ်ကြောင်းပြောပါတယ်။ဆက်ကသူ့ရဲ့ကဏ္ဍရမီကိုစောင့်ဖို့စပင်ကိုဖမ်းပြီးအဆောင်ထားရတာဖြစ်ပါတယ်။ဒီတော့ဘေဟီလီကိုဖြေဖို့အမျှော်မြင်တဲ့ဖျားစီကိုသွားကြပြန်ပါတယ်။လမ်းမှာဟာတာကဘက်ကိုရေခတ်ဖို့အမိန့်ပြီးတော့ဘက်ကမနာခံပါဘူး။ယောက်ျားတစ်ယောက်ရဲ့ရင်ထဲမိန်းကလေးတစ်ယောက်ကိုဆွဆွမြဲမြဲချစ်မနေရင်ဟာတာဟာယောက်ျားမှန်သမျှကိုစိတ်ခိုင်းနေဆန်းရှိသူဖြစ်ပါတယ်။သူမရဲ့အစွမ်းကဘက်အပေါ်မကြရောက်တာမို့ဘက်ရဲ့ချစ်သူနာမည်ကိုမိပါတယ်။ဘက်ကလည်းဇာယာဖြစ်ကြောင်းအလုံးစုံပြောပြလိုက်ပါတယ်။ဟော်ရက်စတိုဟာအမျှော်မြင်တဲ့ဖျားနဲ့အခြေအတင်ပြောခဲ့ရပေမဲ့ရောက်အောင်ခေါ်လာနိုင်ခဲ့ပြီးပီရမစ်စီထွက်လာခဲ့ကြပါတယ်။ဇာယာကိုတွေ့ချင်နေတဲ့ဘက်ကိုဟာတာကသူမအစွမ်းနဲ့တူးခွင့်ရအောင်ကူညီပေးခဲ့ပါတယ်။အဆုံးမှာတော့ကြောက်တုံးနေယူလျားနေတဲ့ပီရမစ်ကြီးစုကိုရောက်ခဲ့ပြီးဘက်ကဟာနေတဲ့ကြောင်တုံးကြားတွေကနေအထဲကိုရောက်အောင်ဝင်နိုင်ခဲ့ပါတယ်။စွစွန်ဆာဆာနဲ့ပဲလေကားတွေကိုကြော်ပြက်ကဘိန်းကြီးစီကိုရောက်လာပါတယ်။ဘိန်းကြီးကိုလှည့်လိုက်တော့ကြောက်တုံးနေလည်းငြိမ်သွားပြီးဟော်ရက်စ်တို့လည်းရောက်လာပါတယ်။စပင်နဲ့တွေ့တော့ပဟီလီကိုမိပါတယ်။ဘယ်တော့မှမရှိပေမဲ့အမြဲတမ်းရှိနေမယ့်အရာဘယ်သူမှလည်းမတွေ့ဘူးသလိုနောက်လည်းတွေ့ရမှာမဟုတ်တဲ့အရာရှစ်တန်သူအားလုံးရဲ့စိတ်ချမှုဖြစ်တဲ့အရာဟာဘာလဲလို့မေးပါတယ်။သူကယုံကြည်မှုရှိစွာနဲ့အမိန့်လိုအဖြစ်ပြီးတော့မှားတယ်ဆိုကဟော်ရက်စ်ကိုရိုက်ထည့်လိုက်ပါတယ်။သူကတက်စင်မှုလိုအဖြစ်ပြီးပြန်တော့မှားတယ်ဆိုကဟော်ရက်စ်ကိုထည့်ရိုက်ပြန်ပါတယ်။အဖြစ်တွေကမှားနေတဲ့အတွက်အားလုံးကပြရခက်နေကြပြီးဘက်ကနက်ဖျားလိုမတွေ့ပဲလူတယောက်လိုတွေ့ဖို့ပြောတော့သူလည်းမနဲ့ပြန်လို့ပြောလိုက်ပါတယ်။အဖြစ်မှန်သွားတော့သူတို့ကိုထက်မနှောက်ရှက်တော့ပဲစပင်လေးပြောက်ွယ်သွားပါတယ်။ကနန်ရမီနာရောက်တော့ဟော်ရက်စ်နဲ့ဟာတာကထောင်ချောက်မိသွားပြီးဆက်တရောက်လာကအမျှော်မြင်တဲ့ဖျားစီကအုံနောက်ကိုယူသွားပါတယ်။ဘက်ကအနောက်ကနေခိုးထွက်ပြီးမျက်ရည်စင်ကိုမီးထဲပြစ်ချဖို့လုပ်တော့ဆက်ကဇာယလေဆွဲကိုပြကရက်တန်ခိုင်းလိုက်ပါတယ်။ဟော်ရက်စ်ကဇာယကိုတရားကနေပြန်ခေါ်ပေးနိုင်တယ်လို့ဘက်ကိုပြောကနှူးဆွဲခဲ့ပေမဲ့ဆက်ကဒါကိုသူတောင်မလုပ်နိုင်ကြောင်းပြောပါတယ်။ဘယ်လဲဟော်ရက်စ်ကသူ့ကိုလိန်ညာခဲ့တယ်ဆိုပြီးတူဝင်နေချိန်ဆက်ကဆေးယူကိုဆွဲယူပြီးမြေပြင်မောင်လောင်းချကထွက်သွားပါတယ်။တစ်ချိန်တည်းမှာပဲကြောက်တုံးနေလေပြုတ်ကျလာကဟော်ရက်စ်တို့ကလည်းထောင်ချောက်ကနေအမြန်ထွက်ပြီးပြေးကြရပါတယ်။အပြင်ရောက်တော့ဘက်ကဟော်ရက်စ်ကိုယုံကြည်ခဲ့ပေမဲ့သူ့ကိုလိန်ညာတယ်ဆိုပြီးနဖျားတွေကိုမယုံလို့ကြောင်းပြောပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့ဇာယာကအနုဘက်ကိုစစ်ခေါ်ကနောက်ဘဝကူဖို့ဘာမှမပါတဲ့ဇာယာအတွက်သူ့ရဲ့လက်ကောက်ကိုပေးချင်ကြောင်းပြောပါတယ်။လက်ကောက်ကအမောင်လောကထဲကိုရောက်ခဲ့တဲ့သူမကိုကယ်ဖို့ဟော်ရက်စ်ကလုပ်ပေးခဲ့တာဖြစ်ပါတယ်။သူမကိုတားတဲ့ဟော်ရက်စ်ကိုလည်းဘက်ကိုလိန်ညာမိတဲ့အတွက်ထိုက်တန်တဲ့လုပ်ရက်ပေးလို့ပြောကလက်ကောက်ကိုချွတ်လိုက်ပါတယ်။ဘယ်လဲဟော်ရက်စ်ပေးတဲ့လက်ကောက်ကိုယူကအနုဘက်နဲ့အတူလိုက်လာခဲ့ပါတယ်။လူသားတွေကနောက်ဘဝကူဖို့သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုပေးကြရပါတယ်။ရွှေမြများရှိတဲ့သူကကောင်းမှုစွာကူပြောင်းသွားပြီးမရှိတဲ့သူကတော့နာကျင်စွာခံစားကြရပါတယ်။ဇာယအလေရောက်တော့ဘက်တို့ရောက်လာပါတယ်။တစ်ဖက်မှာလည်းဆက်ကမိဘစီကအတောင်မှန်သူ့စီကအုံနောက်ဦးဆိုင်ရရဲ့နှလုံးသားနဲ့ဟော်ရက်စီကမျက်လုံးတို့ကိုသုံးပြီးခွင့်အားရှိအောင်လုပ်နေပါတယ်။နောက်ပြီးသူ့အဖေကိုသားသက်ခါလှန်ကိုယူပါတယ်။ဘက်တို့ကလည်းလက်ကောက်နဲ့အလေးလေလုံးနေစဉ်ဂေခါကျူးပြက်ပြီးအပူဖေးရောက်လာပါတယ်။လေးရက်တခင်ရာကသာအပူဖေးကိုတားနိုင်မှာဖြစ်ပါတယ်။ဒီတော့ဇာယကသူမအတွက်ဟော်ရက်စ်ကိုနောက်တစ်ခါထည့်ယုံကြည်ပေးပြီးကူညီပေးဖို့ဘက်ကိုပြောပါတယ်။ဒီတော့ဘက်လည်းဟော်ရက်စ်နဲ့အတူမြို့တော်စီပြန်လာကြပါတယ်။ဟော်ရက်စ်ကဆက်နဲ့တက်ခိုက်ဟန်ဆောင်ပြီးဘက်ကလှန်ကိုခိုးဖို့ကြံစီထားကြတာဖြစ်ပါတယ်။ဘက်ကဆက်နဲ့တက်ခိုက်စမှာပဲဟော်ရက်စ်ရဲ့မျက်လုံးကိုခိုးယူကဟော်ရက်စ်ကိုပြစ်ပေးပါတယ်။ဟော်ရက်စ်ကတော့အတူပြုတ်ကျလာတဲ့မျက်လုံးနဲ့ဘက်မှာမျက်လုံးကိုမရွေးပဲဘက်ကိုပဲကေခဲ့ပါတယ်။ခေါင်းမိုးစွန်းမှာတစ်နေစဉ်ဆက်ကသူ့ရဲ့လန်နဲ့ချော်ရီပူတွေလောင်းချတော့နှစ်ယောက်လုံးအောက်ကိုပြုတ်ကျသွားပါတယ်။မျက်လုံးနှစ်ဖက်ရှိမှပြန်သက်နိုင်မယ်ထင်ခဲ့ပေမဲ့တစ်ဖက်တည်းနဲ့လည်းပြန်သက်နိုင်ကြောင်းသိလာခဲ့ရပါတယ်။ဟော်ရက်စ်ကဘက်ကိုဘေးကင်းရစီပို့ထားခဲ့ပြီးဆက်နဲ့တိုက်ခိုက်ဖို့ထွက်သွားပါတယ်။ဆက်ပြစ်လွှတ်လိုက်တဲ့လမ်းချက်တွေကနေရှောက်တိန်ပြီးနောက်ွယ်ကနေတိုက်ခတ်ခါတောင်ပန်ကိုဖြုတ်ပစ်လိုက်ပါတယ်။ဆက်သားအောက်ကိုခွေးကြဝက်ကြကြပြီးဒဏ်ရာအပြင်းအထန်ရသွားပါတယ်။နဖျားဖြစ်တာမို့သူ့ရဲ့အစာရှူရီပြန်ကျင်းနေပြီးသူ့ကိုတစ်ခါလောက်ချမ်းသာပေးဖို့တောင်းဆိုပါတယ်။ဟော်ရက်စ်ကတော့လက်မခံပဲတခါတည်းလက်ဆရှင်းလိုက်ပါတယ်။သူ့ရဲ့အဖိုးရာစီသွားကလှန်ကိုပေးလိုက်ပါတယ်။
ရာလည်းအပူဖိတ်ကိုတန်းခတ်လိုက်ပြီးအလုံးလေးအီချမ်းသွားပါတယ်လူသားတွေလည်း Horace အပေါ်ချစ်ခင်စိတ်ရှိလာကြပြီးကလေးငယ်တစ်ယောက်ကသူကောက်ရထားတဲ့ Horace ရဲ့မျက်လုံးတစ်ဖက်ကိုပေးလိုက်ပါတယ် Horace ဟာတည်ဆုံးသွားတဲ့ဘက်ကိုဇာယာနဲ့အတူထားလိုက်ပါတယ်မကြခင်မှာပဲဖန်ဆင်းရှင်ရာရောက်လာပြီးသူ့ကိုကေခဲ့တဲ့အတွက် Horace အနေနဲ့ဘာမဆိုတောင်းဆိုလို့ရကြောင်းပြောပါတယ် Horace ကဟာတာကိုမတောင်းဆိုပဲဘက်နဲ့ဇာယာကိုပဲပြန်ရှင်းသန်ပေးဖို့ဆုတောင်းလိုက်ပါတယ်ဒီတော့ဘက်တို့လည်းပြန်လဲရှင်းသန်လာခဲ့ပြီးHorace ကလည်းအီဂျစ်ပြည်ရဲ့ဘုရင်အဖြစ်ကန့်ကွက်သူမရှိဖြစ်လာခဲ့ပါတယ်ဘက်ကလည်းဘုရင်အကြံပေးအဖြစ်ခံထားခဲ့ကနောက်ဘဝဆိုတာကိုရွှေနဲ့ဝယ်ယူလို့မရပဲကောင်းသောလို့ရဲ့စာနာမှုရရောမှုတွေနဲ့သာဝယ်ရမှာဖြစ်ကြောင်းစီမင်းချလိုက်ပါတော့တယ်